မင်္ဂလာပါဓမ္မမိတ်ဆွေတွေစစ်သူကြီးတယောက်ကစစ်ပွဲတိုင်းမှာအောင်နိုင်ခဲ့ပြီးစီးစိမ်အာဏာတွေနဲ့အလွန်ပြည့်စုံနေပေမဲ့လည်းပျော်ရွှင်ပွဲတစ်ခုမှာအဖြစ်အပျက်တစ်ခုကိုမြင်လိုက်ရတဲ့အခါမှာတော့တနေ့တည်းနဲ့ယဟန္တာထက်သွားနိုင်တယ်ဆိုရင်မိတ်ဆွေတို့ယုံနိုင်ပါမလားဘုရားဘာသာစာပေတွေလောကီအာဏာဂုံတူစီးစိမ်များသည့်ခဏတာသာဖြစ်သည့်အမှန်တကယ်အမြဲတမ်းတည်မြဲသည့်အရာမှာဓမ္မတရားသာဖြစ်သည့်ဆိုတာကိုပြသပေးသောဇက်လန်းများစွာရှိပါတယ်နော်ထိုဇက်လန်းများတဲ့တွင်အထူးထင်ရှားတဲ့ဝတ္ထုတစ်ခုကတော့တန်တတိမဟာမောက်တာဝတ္ထုဖြစ်ပါတယ်ဒီဇက်လန်းတွင်မင်းကြီးအထူးယုံကြည်ရသောအမတ်ကြီးတဦးသည်စစ်ပွဲအောင်ရင်းမှုစီးစိမ်အာဏာပျော်ရွှင်မှုများကြားတဲ့ကနေဘဝ၏အနိစ္စသဘောကိုရုတ်တရက်နားလည်ပြီးယဟန္တာထွက်သွားတဲ့အံ့ဩဖွယ်ဖြစ်လျက်ကိုပြောပြထားတာဖြစ်ပါတယ်ဒီဇက်လန်းလေးရဲ့ဖြစ်စဉ်ကတော့ရှေးကလေးခါကတာဝတိမြို့တွင်ကောသလမင်းကြီးကအုပ်ချုပ်နေခဲ့ပါတယ်ကောသလမင်းကြီးစီမှာအမှုထမ်းနေကြတဲ့အရေးချင်းရှိရဲ့စစ်သူကြီးတွေအများပြားရှိပေမယ့်တန်တတိစစ်သူကြီးကတော့ကောသလမင်းကြီးရဲ့ယုံကြည်မှုကိုအထူးရယူနိုင်တဲ့စစ်သူကြီးတယောက်ပဲဖြစ်ပါတယ်တန်တတိစစ်သူကြီးဟာဆိုရင်ဉာဏ်ရည်ထက်မြက်ပြီးစစ်ရေးဗျူဟာအထူးကျွမ်းကျင်ကမင်းကြီးအပေါ်မှာလည်းအလွန်သစ္စာရှိသူဖြစ်ပါတယ်ဒါကြောင့်လဲကောသလမင်းကြီးဟာနိုင်ငံရေးကိစ္စများနဲ့စစ်ရေးကိစ္စများအပါအဝင်အရေးကြီးသောအလုပ်များအားလုံးကိုတန်တတိစစ်သူကြီးထံအနှံ့လေစီသည်ဒီနေ့တွင်နိုင်ငံ၏အနီးအနားတနေရာမှာပုံကံမှုတစ်ခုဖြစ်ပေါ်လာလေသည်ထိုပုံကံမှုမှာအင်အားအတော်တန်ကြီးတဲ့ဓားပြတစ်ဖွဲ့ဟာလူတွေစီကဖြစ်စည်းဥစ္စာများကိုလူယူကာထအကြွတောင်းကျမ်းနေကြလာဖြစ်ပါတယ်ဒီသတင်းကိုကြားသောအခါကောသလမင်းကြီးလည်းအလွန်စိတ်ပူသွားလေသည်ထို့ကြောင့်ကောသလမင်းကြီးဟာတန်တတိစစ်သူကြီးကိုဆင့်ခေါ်လိုက်ကတန်တတိနိုင်ငံထဲမှာပုံကံမှုဖြစ်နေတယ်ဒီကိစ္စကိုမင်းမဲ့သွားနှိမ့်နှင်းပေးရမယ်လို့အမိန့်ပေးလိုက်လေသည်တန်တတိစစ်သူကြီးကလည်းမင်းကြီးအမိန့်ကိုလက်ခံရယူပြီးစစ်တပ်ကြီးကိုဦးဆောင်ကပုံကံသူများကိုနှိမ့်နှင်းရန်ထပ်ခွာသွားလေသည်တန်တတိစစ်သူကြီးသည်အင်အားကြီးတဲ့ဓားပြအုပ်စုကိုချေမှုန်းစံအတွက်အလွန်ကောင်းသောစစ်ဗျူဟာများကိုအသုံးပြုကာနှိမ့်နှင်းတိုက်ခိုက်လေသည်အချိန်တန်ကြာစစ်ကွဲထင်နောက်ဓားပြအခွဲဟာတနန္တိစစ်သူကြီးရဲ့အလွန်ကောင်းမွန်တဲ့ဗျူဟာနဲ့တိုက်ခိုက်ကြီးကောင်းတဲ့ရဲမတ်တွေကိုမရင်နိုင်တော့လို့လက်နက်ချအရှုံးပေးလိုက်ရလေသည်တနန္တိစစ်သူကြီးသည်ပုံကံသူများကိုနှိမ့်နှင်းပြီးနောက်နိုင်ငံအတွက်အလွန်ကြီးမားသောအောင်မြဲတစ်ခုဖြစ်လာခဲ့လေသည်အောင်ပြဲကြီးနဲ့အတူတာဝတိမြို့သို့ပြန်လာတဲ့တနန္တိစစ်သူကြီးကိုမြို့သူမြို့သားများကပန်းကုန်းတွေနဲ့ကျိုးစိုးဂုဏ်ပြုကြလေသည်ကောသလမင်းကြီးကလည်းဝမ်းမြောက်တော်မူတဲ့အတွက်တနန္တိစစ်သူကြီးကိုတနန္တိမင်းဟာငါနိုင်ငံကိုကယ်တင်ခဲ့တဲ့သူရဲကောင်းပဲလို့ပြောကာအလွန်ကြီးမားသောဆုလာများကိုပေးသနာတော်မူလေသည်ကောသလမင်းကြီးသည်ဆုလာအနေနဲ့ငွေကြေးများနဲ့အဖို့တန်ပစ္စည်းများအဝတ်အစားများအပါအဝင်အကမယ်လေးတူကိုပါပေးတော်မူလေသည်ထိုအကမယ်လေးသည်ရုပ်ရည်ယူပကားနဲ့ပြည့်စုံတဲ့အဖြစ်ကရာကိုလည်းအလွန်ကျွမ်းကျင်စွာတတ်မြောက်နေသည်တနန္တိစစ်သူကြီးသည်မင်းကြီးစီကဆုလာမြကိုယူပြီးနောက်သူ့အိမ်တွင်9 ရက်တိုင်ဂုံပြုညစားစားပွဲဟိဆင်းရင်ကျင်းပါလေသည်ထိုပွဲသို့အာနာရှိတဲ့လူများကလည်းတက်ရောက်လာခဲ့ကြပြီးသူတို့အတွက်အစားအသောက်များတောက်စာများတီးဝိုင်းများဖြင့်တနန္တိစစ်သူကြီးကစီစဉ်အခမ်းပေးလေသည်မင်းကြီးစီကဆုလာအနည်းနဲ့ပေးလိုက်တဲ့အကမယ်လေးကလည်းအလွန်လှပသောအဝတ်အစားများဝတ်ဆင်ကရောက်လာကြတဲ့ဧည့်သည်များကိုအကဖြင့်ဖျော်ဖြေပေးကအလွန်စီကားနေလေသည်သူမ၏ကပြဖျော်ဖြေမှုကအရန်ကြည့်ကောင်းနေတာကြောင့်လူတိုင်းကလည်းအံ့ဩမင်းသက်စွာကြည့်ရှုခံစားကြလေသည်တနန္တိစစ်သူကြီးလည်းသူ့ရဲ့ဂုံဖြူပွဲကြီးကအလွန်စီကားနေတာကြောင့်အတော်လေးပျော်ရွှင်နေလေသည်အကမယ်လေးသည်အရင်ရက်တွေကအောမှန်အပြည့်နဲ့ကပြဖျော်ဖြေပေးနိုင်ခဲ့ပြီမဲ့လေအချိန်တိုင်းဖျော်ဖြေနေရတာကြောင့်ထမင်းစားချိန်တွေ့မရတာကြောင့်အားအိမ်တွေကုန်ခန်းလာပါတော့တယ်နောက်ဆုံး9 ရက်မြောက်နေ့ရောက်တဲ့အခါမှာတော့အကမယ်လေးကကနေရင်နဲ့အားအိမ်တွေကုန်ခန်းလာသည်အလွန်ပင်ပန်းလာကရုတ်တရက်မြေပြင်ပေါ်သို့လေးကျသွားလေသည်ထိုအချိန်ခဏတွင်မှတဲ့အကမယ်လေးကလည်းသေဆုံးသွားခဲ့ရပါတယ်အခန်းထဲမှာရှိတဲ့လူတွေအားလုံးလည်းတိတ်ဆိတ်သွားကြသည်လွန်ခဲ့တဲ့မိနစ်ခဏတုန်းကတော့လှပစွာကနေခဲ့သောအမျိုးသမီးသည်အခုတော့
သက်မဲ့သောရုပ်အလောင်းတစ်ခုဖြစ်သွားခဲ့လေသည်လူတွေအားလုံးလည်းလျက်တစ်ဖြစ်အခြေအနေကြောင့်အန်အော်ဘီထိတ်လန့်ကြောက်ရွံ့နေကြသည်ဒီအဖြစ်ကိုမြင်လိုက်တဲ့အခါမှာတော့တနန်တိစစ်သူကြီးရဲ့စိတ်ထဲမှာအသွေးများပေါ်လာခဲ့လေသည်လူအသက်ဆိုတာဒီလောက်တောင်မတည်မြဲဘူးလားမနစ်ခဏတော့ကအသက်ရှင်နေကြတာအခုတော့သေသွားပြီအယမ်းမြန်တာပဲလို့တွေးကသူ့ရဲ့စိတ်ထဲမှာလည်းအနိစ္စသဘောကိုအလွန်ပြင်းထန်စွာနားလေခံစားလာခဲ့လေသည်ထို့နောက်တနန်တိစစ်သူကြီးဟာငါဒီအကြောင်းကိုဗုဒ္ဓရှင်တော်ထံသွားမင်းရမယ်ဟုတွေးကဇေတဝန်ကျောင်းသို့သွားပြီးဗုဒ္ဓရှင်တော်ကိုလျှောက်ထားလိုက်လေသည်ဗုဒ္ဓရှင်တော်သည်တနန်တိရဲ့စိတ်အခြေအနေကိုသိတော်မူ၍တနန်တိစစ်သူကြီးအားတစ်ပင်ကိုခုတ်လုံလိုက်တော်လေအမြင့်မပြတ်သေးသောညင်နောက်တစ်ခါပြန်ပေါက်လာတတ်သလိုတဏှာကိလေသာများကိုလည်းအမြင့်ကနေမဖြတ်နိုင်သေးညင်ဒုက္ခသည်ထက်ခါပြန်ထွက်လာတတ်သည်ဟုတရားဟောပြပေးလိုက်လေသည်ထိုတရားကိုကြောင်းနာလိုက်ရတဲ့အခါမှာတော့တဏန်တိစစ်သူကြီးရဲ့စိတ်ထဲမှာအနိစ္စဒုက္ခအနတ္တသဘောတရားများကိုထင်ရှားစွာမြင်လာပြီးထိုအချိန်ခဏလေးတွင်မှပင်သူသည်ယဟန္တာဖြစ်သွားလေသည်တဏန်တိစစ်သူကြီးယဟန္တာဖြစ်ပြီးတဲ့နောက်သူ့ရဲ့တက်တန်းကိုကြည့်ရှုလိုက်တဲ့အခါမှာတော့ဒီနေ့ပဲသေရမယ်ဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒါနဲ့ဖျားရှင်ကိုသူပြိနိဗ္ဗာန်စံတော့မယ်ဆိုတာကိုလျှောက်ထားလေသည်ဖျားရှင်ကလည်းပြိနိဗ္ဗာန်မစံခဲ့မင်းရဲ့အတိတ်ဘဝအကြောင်းကိုလူတွေသိအောင်ဟောပြခဲ့ပါလို့တိုက်တွန်းလိုက်ပါတယ်တဏန်တိစတုကြီးဟာကောင်းကင်ဘောသို့ပြန်တက်သွားကြီးတကိုးဒီပြကကောင်းကင်ဘောကနေပဲသူ့ရဲ့အတိတ်ဘဝဆက်ကြောင်းကိုအခုလိုဟောကြားပေးခဲ့ပါတယ်သူဟာဝိပဿနာဖျားရှင်လက်ထက်အခါတုန်းမှာဗန္ဓုမတိမြို့တော်မှာလူတွေကိုကုသိုလ်ကောင်းမှုတွေလုပ်ရန်နှနိုးပေးရတဲ့ဓမ္မဂိုးစကအလုပ်ကိုလုပ်ကင်ခဲ့ပါတယ်လူတွေဟာလည်းသူ့ရဲ့အတန်ကိုကြားပြီးတရားနာယရနာသုံးပါးကိုစီးကပ်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ကာတည်ဆုံးသွားကြပြီးတဲ့နောက်မှာလည်းကောင်းမွန်တဲ့ဘဝကိုရသွားကြရပါတယ်ဓမ္မဂိုးစကလွတ်ခဲ့တဲ့သူဟာလည်းဝိပဿနာဖျားရှင်နဲ့ဂေါရမဘုဒ္ဓဖျားတို့ရဲ့ဂျားကာလတွေမှာဘဝအဆက်ကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီးဖြစ်လျာဘဝတိုင်းမှာသူ့ရဲ့ခန္ဓာကိုယ်ကနေအလွန်မွေးကွယ်တဲ့စံတကူပန်းရရများသင်းပြန်ကပါစကနေလေဥပလာဝင်ကြပန်းလိုရရများမွေးကွယ်ကထပ်ပေါ်လာခဲ့တယ်လို့ဓမ္မဂိုးစကလွတ်လို့ရတဲ့အကျိုးကျေးဇူးများကိုဟောကြားပေးခဲ့ပါတယ်။ကောင်းကင်ဘောမှာတေဇောကတိုင်းကိုဖဝင်စားတော်မူ၍ပြိနိဗ္ဗာန်ဆံဝင်သွားခဲ့ပါတယ်။မိတ်ဆွေတို့ဒီဇလန်းလေးကနေရလိုက်တဲ့သင်ခန်းစာကတော့လောကီစည်းစိမ်များပျော်ရွှင်မှုများအာနာများဒီအရာအလုံးဟာမတည်မြဲသောအရာများသာဖြစ်ပါတယ်။ဒါပေမဲ့တရားသဘောကိုနားလည်နိုင်ရင်လူတစ်ယောက်ရဲ့ဘဝဟာတခဏတွင်မှအပြောင်းလဲကြီးဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။ဓမ္မမိတ်ဆွေတို့ရေဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဓမ္မဇလံအသစ်လေးကိုနားထောင်ကြည့်ရင် channel လေးကို subscribe လုပ်ပေးသွားကြပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။